ငယ်စဉ်တုန်းကကိုအားပေးတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းရတယ်။ကိုခြေထောက်ပေါ်ရက်တည်နိုင်တဲ့အချိန်ကျတော့ပတ်ဝန်းကျင်ကနှိပ်ကွက်တဲ့ပတ်ဝန်းကျင်ဖြစ်နေတယ်။ဒီပတ်ဝန်းကျင်မှာအောင်မြင်ဖို့မျှော်လင့်ချက်တွေရှိပါသေးရဲ့လားလို့တွေးတောနောက်တွန့်ခြင်းစရာဖြစ်လာတယ်။မတွန့်ပါနဲ့။တင့်အတွက်မျှော်လင့်ချက်တွေအလားအလာတွေအများကြီးရှိပါသေးတယ်။ရေးကြီးတာကတင့်ရဲ့စိတ်ဓာတ်ပဲ။သူတစ်ပါးပြောတဲ့အဖြတ်စကားကိုတင်မှတ်သားနေကြမလို့ငါဒီအဆင့်ဒီလောက်ပဲရှိမှာပါဟုစိတ်အားငယ်ပြီးသူလိုငါလိုအဆင့်တန်းမှာငြိမ်သက်နေကြလည်းမလို့ဘူးပတ်ဝန်းကျင်မှာမြေတောင်မြောက်ပေးမဲ့သူလက်တွဲခေါ်မဲ့သူမရှိလဲအရေးမကြီးဘူးရေးကြည့်တာကတင့်ကိုတင်အားကိုးနိုင်မှုပဲဖြစ်တယ်ကိုအားကိုစိတ်မိမိကိုယုံကြည်စိတ်များထူထောင်ပေးပြီး၎င်းစိတ်ဓာတ်တွေနဲ့အတူတင့်ဘဝကိုအောင်မြင်တိုးတက်လာမယ်ဆိုတာမုတ်ချမလွယ်ဧကံပဲဖြစ်ပါတယ်